go 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 ကဲဒီနေ့ဒါ channel ကိုရောက်နေကြပါလို့မိသားစုလိုက် go 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 ကဲတိုးစရာ10မျိုးရွှေတိုးတိုးတဲ့ကဲရောက်လာပါပြီလို့စကြည့်မယ်ပေါ့နော်တိုက်ကြီးမှာသမင်းဝင်စားတာဖြစ်ပါတယ်ဒီနောက်လေးတွေကဝတ်သားနဲ့တစ်ခါပြင်တောင်းနေတာမှာနည်းနက်ကတောင်းလာတော့ပမာကျသားတောင်း6တောင်း1000ဆန်း2ယောက်ကပွဲသွေးဆိုသမင်းနဲ့ဆို3000လေးတာတက်တော့ကန်လေးတက်ဆန်းရခိုင်ပြက်ပမာကျုပ်ကိုချက်ဒီဆိုင်ပမာကျတစ်မျိုးပဲဆိုဒီလေးကတော့လည်းရတယ်ငါကဟောမှာတိုင်းတက်တော့ဆမ်းမှာတိုင်းအမင်းနဲ့မှာတိုင်းလေးကိုမင်းနဲ့တူလို့ရအောင်မင်းနဲ့မှာကြစစ်တောက်ဆန်းကနှစ်ပွဲဟုတ်လားသမင်းနှစ်ပွဲနဲ့ဟုတ်သမင်းနှစ်ပွဲနဲ့2ယောက်ဆို3000လေး3000နဲ့4တာဘာဆာဈေးကိုအရင်ဆုံးမေးစားတာအကျင့်ပါနေရှင်ကျော်မနူရန်ကြက်ချင်းလားပြီးလဲလည်းကြက်ချင်းနိုင်တယ်ကြက်ချင်းနိုင်တယ်တပွဲလာဟုတ်လားငါသားခေါင်းဆောင်ကြီးလားဆရာကြီးလားဆယ်ရက်ဒီမှာထိုင်ရလားတို့လေနှစ်ဖူးကြီးပြောင်းနေဆရာကြီးဒီမှာထိုင်ရလားမပြီးလို့မရပြီးတော့လူဖြစ်နေတာတိုးစရာ10မျိုးရွှေတိုးတိုးတဲ့အဲ့တောင်းမှာမုံလာဥပြူနဲ့ငပိကျွာတော့ရှေ့ပါပဲအကုန်ကောင်းတာလုံးဝမတွနိုင်တော့စားတာဒီမှာထမင်းမကန်ရောက်လာတာပါဒါမြေအိုးထမင်းနဲ့ထမင်းကဒီလိုပုံစံလေးနော်ဖြီလိုက်ရတာနော်ကဲဖြီလိုက်တော့ဒီလိုပုံစံလေးပါလို့ကဲမှားထားတာရောက်လာပါပြီဒါကတော့အမဲနဲ့ပါဒါလေးကတော့ကြက်ချင်းတိုင်လေးပါဒါလေးကတော့ရခိုင်ကြက်ပေါ့ဒါဘလောက်3000နဲ့ဘလောက်ဒါနဲ့ထမင်းနှစ်ပွဲနဲ့3000 4000ဆိုတော့3000ဘလောက်ဆိုတော့စွန်းတော့ပါတယ်အရင်ဟင်းနေပါလို့ဒါလေးကအရင်ဟင်းကဲအဲ့တော့ကျမတို့မိသားစုစတင်စားတောက်ပါပြီရှင်ကဲဒီဘက်နဲ့ပါစားတောက်ပါပြီရှင်ဒီကြကဲဒီမှာရဝန်စားတဲ့ဘောင်းရှင်ဘာမှမလုပ်ဘူးကဲစားပါပြီရှင်ဒီကျရောက်ကြက်ချင်းနိုင်အမပဲစမ်းပါပဲမှန်ပါပြီဟလာလေရဘာသာပြီးဝယ်ရဘာဖြစ်တယ်အတိတ်ကဘာသာနဲ့ပြီးဝယ်ရတာဟလာကောင်းမကောင်းနောက်တစ်ခါသွားစားလို့ရတယ်မရဘူးဒါရပြီပေါ့ကောင်းတယ်ပေါ့ကောင်းတယ်ပေါ့ recommend ပေးတယ်ကဲကောင်းပါတယ်တဲ့ recommend ပေးလိုက်ပါပြီတဲ့မြည်ကြည့်လိုက်တာကောင်းတယ်တဲ့ကဲကောင်းတယ်တဲ့နော်တိုက်ကြီးမျိုးအဝင်ကစိုက်နေမဲ့ပါရွှေတူတိုးစရာ10မျိုးရွှေတိုးတိုးစရာ10မျိုးရွှေတိုးအဲ့ဒါလည်းဝင်မမယ်စားပါမယ်အပိပါမယ်ကဲစားပါပြီဆွဲပါပြီဟုတ်တယ်ငပိတော်တော်ကောင်းတယ်ပတ်သမီးရနော်ဖက်လေးနဲ့ထုတ်တာလားဆန်လေးနဲ့ကောင်းတယ်ကောင်းရဟုတ်တယ်ဆန်လေးနဲ့ကောင်းတယ်ဒီတော့ပဲမန်အမေတို့အဲ့မှာတက်တော့တယ်ကောင်းတယ်အေးပြချက်တော့တယ်ကြတော့ကောင်းတယ်စတင်ပြီးတော့ဆွဲပါပြီရှင့်ကဲခေါင်းကိုမဖော်တော့ဘူးဘိုက်ကဆဆာနဲ့အရန်စားပလိုက်တာဟင်းရတော့ဟိုဆက်ဒီဆက်ပေါ့နော်အကုန်စားတယ်အရန်ကောင်းပါတယ်လို့ချက်သမီးအနှစ်ကလေးရောအရသာတွေရောအကုန်ကောင်းတယ်တို့စရာတွေကလည်းဟန်ဒီအကြိုက်တွေကြီးပါပဲထမင်းလေးကလည်းစီစီပိုင်ပိုင်လေးသူကပေါင်းပြီးမှဖက်ကလေးနဲ့ထုတ်ပြီးတော့ယူလာတာဆိုတော့ဖက်ကလေးနဲ့ထုတ်ထားတဲ့ထမင်းလေးကိုစားရတာဖြစ်ပါတယ်အဲ့ထဲမှာမုံလာဥပြူလေးကိုတို့စားတော့ကြိုက်ဆုံးပေါ့နော်အဲ့တော့ထမင်းအိုးကလိုက်ပွဲကလည်းထမင်းကလည်းမြေအိုးနဲ့မြေအိုးထဲမှာဆိုထက်ထည့်တယ်ပေါ့နော်ရန်ကောင်းတော့လည်းထက်ဆွဲတယ်ပေါ့ရှင်လိုက်ပွဲတွေထက်ဆွဲဖြစ်ပါတယ်လို့
ဆန်လေးရတယ်ပေါင်းထားတဲ့ဆန်လေးဆိုနုနုလေးအေးအေးလေးစားလို့ကောင်းတယ်ဆွေးနေပါပြီဖယုံညွန့်ကြော်လေးကလည်းဒီထဲမှာပါတယ်အရန်ကောင်းတယ်ဟန်ဒီကတို့စရာအမုံလာဥဖြူအများဆုံးတို့ဖြစ်တယ်ကြိုက်တာရှယ်ပဲနော်အားလုံးခေါင်းမပေါ်တန်းကိုစားနေတာကလေးကလည်းအရန်ကိုစားနေတာအားလုံးစားတာအရန်တက်ပါတယ်လို့ဒီ၄ယောက်စားတာအောင်မှ8000ပဲကြတယ်ရှင်အဲ့တော့တယောက်2000လုံးနဲ့ပဲတွက်အောင်အရန်တက်တယ်ကောင်းလဲကောင်းတယ်ဟင်းရည်လေးရလဲစက်တောက်ဆန်ဟင်းရည်လေးရလဲရက်ကင်ချက်ပေါ့နော်အရန်လည်းမဆက်ဘူးကောင်းပါတယ်ကျန်တဲ့အသားဟင်းလေးရလဲအနစ်လေးရလဲကောင်းတယ်အတိုးမျိုးလေးရလဲကောင်းအကုန်ကောင်းပါတယ်လို့တိုက်ကြီးမျိုးအဝင်ကတိုးစရာ10မျိုးရွှေတိုးဆက်ဆိုင်ကိုစားပြအောင်စားကြည့်ပါမှာလိုက်သမျှဟင်းအကုန်ကောင်းတယ်မကောင်းနိုင်ရင်တခုမှမရှိဘူးရှယ်မိုက်တယ်မပြီးကြွားကစားရှယ်မိုက်တာတောက်ဆန်လဲဦးလိုက်မျိုးထမင်းလိုက် မနေ့ရေလေးတပူလောက်ပါ မနော် အဲ့ဒီနည်းနည်းလေးပူအေး စားကြည့်ပါနော်စားကြည့်ပါနော်စားကြည့်ပါနော် ပြရလေးပြပြီနော် မဟင်းနေမကုံတော့တဲ့ဟင်းမကုံတိုင်းဆိုမကုံမဒီနေဆိုတော့ရှယ်ပဲမိုက်တာဒီမှာတော့မိုက်တာကင်မွန်ရှယ်မိုက်ကင်မွန်ရှယ်မိုက်တာကြော်တဲ့ပုံစံ ကြော်တာ ကြော်တဲ့ပုံစံတအားမိုက်တာ တောက်လေ တော်ပြီအဲ့ခုနော်အဲ့ဒီ ကဲရှယ်ကောင်းတယ်လို့ recommend ပေးပါတယ်ဟုတ်ကအား ဆက်ဝမ်းရေးဒီဘက်ကြည့်ဗမာမုတ်လေးပေါ့နော်ထမင်းစားပြီးချိုတရအောင်ဗမာမုတ်လေးထန်းသီးမုတ်လေးကိုလက်ဆောင်ကျွေးပါတယ်အဲ့ဒါရလည်းအကုန်ဆွဲခဲ့ပါတယ်ရှင်အရန်ကောင်းလို့ပါဗမာမုတ်လေးလည်းစားခဲ့ရတယ်အကုန်ကောင်းတယ်ထန်းသီးမုတ်လေးကလည်းကောင်းတယ်ရှင်အဲ့တော့တိုက်ကြီးမျိုးကိုရောက်ရှင်တို့စရာ10မျိုးရွှေတိုးကိုစားကြည့်လိုက်ပါဈေးနှုန်းလေးကလည်းသူကလည်းသူတန်ပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါ8000ပဲကြားတယ်ဆိုတော့တယောက်2000လုံးပဲရှိတယ်ရှင်ကောင်းတယ်တန်တယ်ပေါ့နော်လမ်းဘေးလေးတွေနော်လမ်းဘေးလေးတွေမှာဒီလိုဝါးလေးတွေနဲ့စောက်ထားတဲ့ဝါးတရားလေးနဲ့စောက်ထားတဲ့ဘန်ဂလိုလေးတွေရှိတဲ့နေရာလေးပါကဲနောက်ဘလော့မှာလည်းပြန်ပြီးတော့ဆုံကြပါဦးမယ်ရှင့်